ဇလန်းအစမှာဂျေဂျူကျွန်းပေါ်ကရွာငယ်လေးတစ်ရွာကိုမြင်တွေ့ရပါတယ်။အဲ့ဒီနေရာမှာအသက်အရွယ်ကြီးရင်းနေပြီဖြစ်တဲ့အဖွားတစ်ယောက်ကတယောက်တည်းနေထိုင်နေပါတယ်။သူ့ဘဝမှာတနေ့မှမပြောက်ကွယ်သွားတဲ့ဆန္ဒတစ်ခုလည်းရှိပါတယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပျောက်ဆုံးသွားခဲ့တဲ့မြေးမလေးကိုတနေ့နေ့မှပြန်တွေ့ရဖို့ပါ။တကယ်တော့အဖွားဟာဂျေဂျူကျွန်းရဲ့ရိုးရာရင်ငုတ်အလုပ်ကိုလုပ်ကိုင်တဲ့ဟန်နီယိုတစ်ယောက်ဖြစ်ပါတယ်။အသက်ကြီးနေပြီဖြစ်ပေမဲ့နေတိုင်းပင်လယ်ထဲဆင်းပြီးရေမော်နဲ့ပင်လယ်စာတွေရှာဖွေကအသက်မွေးဝမ်းကြောင်းပြုနေစေပါ။လွန်ခဲ့တဲ့နှစ်တွေတုန်းကအဖွားဟာဟဲဂျီဆိုတဲ့ညီမလေးနဲ့အတူတူနေထိုင်ခဲ့ပါတယ်။ဟေဂျာရဲ့အဖေကကွယ်လွန်သွားပြီးမိခင်ကလည်းနောက်အိမ်ထောင်ပြုခဲ့တာကြောင့်သူမကိုအဖွားကပဲပြုစုဆောက်ရှောက်ပေးနေတာဖြစ်ပါတယ်။ဟေဂျာကလည်းအဖွားကိုအယမ်းချစ်ပါတယ်။နှစ်ယောက်သားဘယ်သွားအတူတူရှိကြပြီးတယောက်မပါရင်တယောက်မနေတတ်လောက်အောင်တန်ရောစင်ကြီးမားပါတယ်။တနေ့မှာတော့အဖွားကဟဲဂျီအတွက်ရောင်စုံခဲတံဘူးတစ်ပူဝယ်ပေးလိုက်ပါတယ်။အဲ့ဒီနောက်ဟဲဂျီကပကြီးဆွဲတာကိုပို့ပြီးဝါသနာပါလာပါတယ်။အိမ်နေရန်တွေမှာတောင်ပုံတွေဆွဲတက်လို့အဖွားကစူပေမဲ့စိတ်ထဲမှာတော့မြင်းမလေးရဲ့အမှုပညာဝါသနာကိုသဘောကျနေပါတယ်။သူတို့အိမ်မှာထဲဆိုတဲ့ဝက်လေးတစ်ကောင်လည်းရှိပြီးဟဲဂျီကမိသားစုဝင်တစ်ယောက်လိုချစ်ခင်စောင့်ရှောက်ထားပါတယ်။တနေ့ညနေပိုင်းမှာဟဲဂျီကအဖွားကိုမေးခွန်းတစ်ခုမေးလိုက်ပါတယ်။ကောင်းကင်နဲ့ပင်လယ်ဘယ်ဟာကပိုကြီးလဲ။အဖွားကချက်ချင်းပဲပင်လယ်ကပိုကြီးတယ်လို့ဖြေလိုက်ပါတယ်။ဟေးရီကဘာကြောင့်လဲလို့ဆက်မေးတော့အဖွားကအခုတော့နားလည်မှာမဟုတ်သေးဘူးအရွယ်ရောက်လာရင်အဖြေကိုကိုယ်တိုင်သိလာလိမ့်မယ်လို့ပြုံးပြီးပြောလိုက်ပါတယ်။အဲဒီညမှာဟိုင်ဂျီဟာအဖွားရဲ့ပုံတူကိုရောင်စုံခဲတံနဲ့စတင်ဆွဲနေပါတယ်။ဒါပေမဲ့အဖွားကမနှက်ဖြန်မျိုးတဲကိုမင်္ဂလာပွဲသွားရမှာမို့စောစောအိတ်ဖို့ပြောလိုက်တာကြောင့်ပကြီးကားကိုမပြီးသေးပဲတင်ထားလိုက်ရပါတယ်။နောက်တနေ့မနက်မှာနှစ်ယောက်သားမျိုးကိုထွက်လာပြီးလမ်းမှာဈေးဝင်ဝယ်ကြပါတယ်။အဖွားကဟေဂျီအတွက်ပစ္စည်းတွေရွေးဝယ်နေတော့ခဏလောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ဟေဂျီကိုလုံးဝမတွေ့ရတော့ပါဘူး။အဖွားဟာအယူအမှုလိုက်ရှာပေမဲ့ဘယ်နေရာမှာမှဟဲဂျီကိုမတွေ့တော့ပဲသူ့ဘဝရဲ့အကြီးမားဆုံးဆုံးရှုံးမှုနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်။အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားပြီး12နှစ်ကြာလာပါတယ်။တစ်ဖက်မှာတော့အဖွားကမြင်းမလေးကိုမင်းမပြစ်နိုင်သေးပါဘူး။နေတိုင်းပင်လယ်ထဲဆင်းပြီးအလုံးလုံးနေသလိုအားလက်တဲ့အချိန်တိုင်းလည်းမြေးကိုပြန်တွေ့ရမယ့်နေ့ကိုပဲမျှော်လင့်နေပါတယ်။တစ်ဖက်မှာတော့အားကျလို့ခေါ်တဲ့ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ရဲ့ဘဝကိုမြင်တွေ့ရပါတယ်။သူမဟာမင်းဆိုတဲ့ကောင်မလေးနဲ့အတူနေထိုင်နေပြီးမိသားစုရဲ့စောင့်ရှောက်မှုမရှိဘဲကိုအားကိုအသက်ရှင်နေကြတာဖြစ်ပါတယ်။မင်းနိုင်ကအလှပကိုအရန်စိတ်ဝင်စားပြီးအလှကုန်ဆိုင်တွေသွားတိုင်းမိတ်ကပ်ပစ္စည်းတွေခိုးယူတတ်ပါတယ်။ဒါပေမဲ့ဟိုင်ဂျေကတော့အဲ့ဒီလိုအလှပြင်တာတွေကိုစိတ်မဝင်စားပါဘူး။သူမအတွက်နှက်ခမ်းနေတောင်အလှဆင်ဖို့မဟုတ်ပဲပုံဆွဲဖို့အသုံးဝင်တဲ့ပစ္စည်းတစ်ခုသာဖြစ်ပါတယ်။မကြခင်မှာလူငယ်2ယောက်ရောက်လာပြီးသူတို့2ယောက်ကိုအလုပ်တစ်ခုလုပ်ခိုင်းပါတယ်ဒီတစ်ခါလုပ်ရမယ့်အလုပ်ကအနေရများပါတယ်မန်နာကိုဟိုတယ်တစ်ခုထဲဝင်ပြီးဧည့်သည်တစ်ယောက်နဲ့တွေ့ခိုင်းတာပါသူတို့ကဘာမှလုပ်เสียရမလိုဘူးလို့ပြောပေမဲ့မင်းသားကကြောက်လွန်းတာကြောင့်မသွားရဲပါဘူးဒါကြောင့်ဟေဂျဲကသူမနေရာမှာအစားဝင်ပေးလိုက်ပါတယ်ခါကြအခန်းထဲရောက်ပြီးမကြခင်မှာပဲအပြင်မှာစောင့်နေတဲ့လူ2ယောက်ဝင်လာပြီးအဲ့ဒီအမျိုးသားကိုဝင်ညစ်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့အဲ့ဒီအမျိုးသားကလွယ်နဲ့အလျှော့မပေးခဲ့ပါဘူးရုံးရင်းဆန်ခတ်ဖြစ်နေချိန်မှာသူဟာပရီဘောကတစ်ခုနဲ့ခေါင်းဆောင်မိပြီးသွေးတွေထွက်ကလဲကျသွားပါတယ်။သူတည်သွားပြီလို့ထင်သွားတဲ့လူ4ယောက်လုံးကြောက်လန့်ပြီးဟိုတယ်ကနေအမြန်ထွက်ပြေးကြပါတယ်။မြို့ထဲမှာဆက်နေလို့မဖြစ်တော့တာကြောင့်လမ်းဘေးတွေမှာပဲညအိပ်ရတဲ့ဘဝကိုရောက်သွားကြပါတယ်။တနေ့မိနစ်ကစားစရာတချို့ဝယ်လာပြီး2ယောက်သားအတူစားနေချိန်မှာစားစရာထုတ်ပေါ်ကပျောက်ဆုံးနေသူကြော်ညာတစ်ခုကိုထဲကျသတိထားမိသွားပါတယ်။အဲ့ဒီဓာတ်ပုံကသူမရဲ့ငယ်ဘဝပုံဖြစ်နေပါတယ်။12နှစ်ကြာသွားတဲ့အထိတယောက်ကသူမကိုရှာဖွေနေစေဖြစ်တာကိုသိလိုက်ရတဲ့အချိန်မှာဟိုင်ဂျီရဲ့မျက်နှာပေါ်မှာအံ့ဩမှုနဲ့စိတ်ရှုပ်ထွေးမှုတွေတပြိုင်တည်းပေါ်လာပါတော့တယ်။တစ်ဖက်မှာတော့ဂျီဂျူအကျုံးပေါ်ကအဖွားဟာအသက်အရွယ်ကြီးလာပေမဲ့နေတိုင်းပင်လယ်ထဲဆင်းပြီးအလုံးလုံးနေစေဖြစ်ပါတယ်။မြင်းမလေးပြန်လာမဲ့မျှော်လင့်ချက်တစ်ခုတည်းနဲ့အိမ်ကိုလည်းမယောင်းမဲထိမ့်သိမ်းထားပါတယ်။အိမ်ချမ်းမြေကျိုးဆောင်ကအချိန်ချင်းလာရောက်ဝယ်ယူဖို့ကမ်းလှမ်းပေမဲ့အဖွားကအမြဲညင်းဆန်ပါတယ်ဒီအိမ်ကမြမလေးနဲ့ပတ်သက်တဲ့အမှတ်တရတွေပြည့်နေပြီးတနေ့နေ့မှာသူမပြန်လာမယ်လို့အခိုင်အမာယုံကြည်နေသေးဖြစ်ပါတယ်အိမ်ကြီးချင်းစခါကလည်းအဖွားကိုစိတ်ပူလို့အိမ်ရောင်းပြီးအေးအေးချမ်းချမ်းနေဖို့အကြံပေးပါတယ်ဒါပေမဲ့အဖွားကမြမလေးပြန်မလာမချင်းဒီအိမ်ကနေဘယ်မှမသွားဘူးလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဖုန်းတစ်ခေါ်ဝင်လာပါတယ်ဖုန်းဆက်လာတာကရဲစခန်းကဖြစ်ပြီးဟကြားကိုရှာတွေ့ထားကြောင်းသတင်းပေးလိုက်ပါတယ်ဒီသတင်းကိုကြားလိုက်ရတဲ့အချိန်မှာအဖွားဟာမျက်ရည်တွေကျလာပြီး12နှစ်ကြာစောင့်မျှော်ခဲ့တဲ့ဆန္ဒပြေတော့မယ်လို့ထင်လိုက်ပါတယ်။စခေါ်နဲ့သူ့ဇနီးကအဖွားကိုရဲစခန်းအထိလိုက်ပို့ပေးကြပါတယ်။အဲဒီမှာရဲတွေကဟကြပျောက်ဆုံးခဲ့ရတဲ့အကြောင်းရင်းကိုရှင်းပြပါတယ်။တကယ်တော့ဟကြကိုခေါ်သွားခဲ့တာကသူမရဲ့မိခင်ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့မိခင်ကကားမတော်တဆမှုနဲ့တေဆုံးသွားပြီးပထွေးကဟကြကိုမိဘမိတ်ကြီးဟာမှစွန့်ပစ်ထားခဲ့တာလို့ပြောပါတယ်။လိုအပ်တဲ့စာရွက်စာတမ်းတွေလည်းပြီးဆုံးသွားတဲ့အခါဒဏစစ်ဆေးဖို့နမူနာတွေယူထားလိုက်ပါတယ်။ခဏအကြာမှာတော့ဖွားနဲ့ဟိုင်ဂျီဟာ12နှစ်အတွင်းပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်တွေ့ဆုံကြပါတယ်
အဖွားကမြေမလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်ဘာကြောင့်အခုအထိပြန်မလာတာလဲလို့မေးပါတယ်။ဟေကျေကတော့သူမရဲ့မိခင်ကအဖွားတည်သွားပြီလို့အမြဲပြောခဲ့တာကြောင့်အမှန်တရားကိုမသိခဲ့ဘူးလို့ရှင်းပြပါတယ်။အခုအဖွားကိုပြန်တွေ့ရတဲ့အတွက်အယမ်းပျော်နေတယ်လို့ပြောလိုက်တဲ့အခါအဖွားရဲ့ဝမ်းနည်းမှုတွေဟာဝမ်းသာမှုအဖြစ်ပြောင်းလဲသွားပါတော့တယ်။မြေမလေးပြန်ရောက်လာတာကိုဂုဏ်ပြုဖို့အိမ်မှာမိသားစုတွေစုဝေးပြီးပျော်ပွဲလေးကျင်းပကြပါတယ်။ဟဲ့ရေကတော့သူမငယ်ငယ်တုန်းကနေခဲ့တဲ့အခန်းထဲကိုပြန်ဝင်သွားပါတယ်။နံရံပေါ်မှာရှိနေသေးတဲ့သူမရဲ့ပကြီးတွေကိုတပုံချင်းလိုက်ကြည့်ရင်ငယ်ဘဝကိုပြန်မှတ်ရနေပါတယ်။အဲဒီနောက်အယောင်ခဲတဲ့ဘူးဟောင်းကိုတွေ့သွားတဲ့အခါအဖွားကအခုထိတိန်းထားသေးတာလားလို့အံ့ဩသွားပါတယ်။အဖွားကတော့အဲ့ဒီနေ့ဈေးထဲမှာမြေအတွက်ပစ္စည်းတွေဝယ်ပေးဖို့ပဲအာယုံစိုက်နေခဲ့တာကြောင့်မြေရဲ့လက်ကိုလွတ်မိသွားခဲ့တာကိုဒီနေ့အထိကိုအပြစ်တင်နေစေဖြစ်ပါတယ်။အဲ့ဒီညမှာတော့အဖွားက12နှစ်ကြာပျောက်ဆုံးနေခဲ့တဲ့မြင်းမလေးပြန်ရောက်လာပြီဆိုတဲ့ပျော်ရွှင်မှုနဲ့အေးအေးချမ်းချမ်းအိပ်ပျော်သွားပါတော့တယ်။အဖွားကတော့မြင်းမလေးပြန်ရောက်လာတဲ့အတွက်နေတိုင်းပျော်ရွှင်နေပါတယ်။ဒါပေမဲ့ဟဲဂျိုင်ကတော့ဒီနေရာနဲ့မရင်းနှီးသေးပါဘူး။12နှစ်အတွင်းဖြတ်တန်းလာခဲ့တဲ့ဘဝကသူမကိုလုံးဝပြောင်းလဲသွားစေခဲ့တာဖြစ်ပါတယ်။နောက်တနေ့မနက်မှာအဖွားကဟန်ဂျယ်ကိုဈေးလိုက်ပို့ပြီးအဝေးစားအသစ်တွေကြောင်းဝတ်စုံနဲ့သပင်လှဆင်ပစ္စည်းတွေဝယ်ပေးပါတယ်။အဖွားကမြင်းမလေးကိုဆုံးရှုံးခဲ့ရတဲ့အချိန်တွေကိုပြန်ဖြည့်ဆည်းပေးခြင်းနေပေမဲ့ဟေဂျေကတော့ဘာကိုမှမပြောနိုင်သေးပါဘူး။ဈေးကပြန်လာချိန်မှာအားကျဲဟာအများသုံးဖုန်းယုံတစ်ခုထဲဝင်ပြီးမင်းရကိုဖုန်းဆက်လိုက်ပါတယ်။မင်းကဟိုတယ်မှာထိခိုက်ခဲ့တဲ့အမျိုးသားမသေးဘူးလို့ပြောပေမဲ့ဟိုတယ်ဘက်ကရော်ကြီးငွေအများကြီးတောင်းနေကြောင်းပြောပါတယ်။ဒါအပြင်လူငယ်2ယောက်ကလည်းအပြစ်အားလုံးကိုတကြအပေါ်ပုံချဖို့ကြိုးစားနေတယ်လို့ပြောလိုက်ပါတယ်။ဒီသတင်းကြောင့်ဟေဂျေဟာအလွန်စိတ်ပူသွားပါတယ်။သူမဘိုးဟောင်းကပြဿနာတွေဟာဒီနေရာအထိလိုက်လာနေပြီဆိုတာသိလိုက်ရပါတယ်။အဲဒီနောက်ဟိုက်ဂျန်ဟာဟန်ဆိုတဲ့ရွာသားလူငယ်တစ်ယောက်နဲ့တွေ့ဆုံပါတယ်။ဟန်ကဟေဂျေကိုရွာထဲကလူတိုင်းသိကြောင်းပြောပြီးရင်းရင်းနှီးနှီးစကားပြောပါတယ်။သူကစပိန်နဲ့ဟေဂျေကိုရွာနှံ့လိုက်ပြပေးပြီးသူ့အိမ်ကိုပါခေါ်သွားပါတယ်။ဟန်ရဲ့ရိုးသားတဲ့အပြုအမူတွေကြောင့်ဟိုက်ဂျာဟာဒီရွာမှာပထမဆုံးအကြိမ်စိတ်အေးချမ်းမှုကိုခံစားရပါတော့တယ်။နောက်တစ်နေ့မှာဟိုက်ဂျာကျောင်းစတတ်ပါတယ်။ဟန်ကလည်းသူမနဲ့အတန်းတူဖြစ်နေတာကြောင့်ဘေးနားမှာလာထိုင်ပြီးလိုအပ်တာတွေကူညီပေးပါတယ်။တစ်ဖက်မှာတော့အဖွားဟာဟေဂျင်ငယ်ကလေးကပကြီးဆွဲတာကိုဝါသနာပါတာကိုသတိရနေပါတယ်။ဒါကြောင့်ကျောင်းကပကြီးဆရာအကြောင်းစုံစမ်းပြီးမြေမလေးကိုပကြီးပညာသင်စေခြင်းနေပါတယ်။ပကြီးသင်ချိန်ရောက်တော့ဆရာကကျောင်းသားတွေကိုကိုကြိုက်တဲ့အကြောင်းအရာကိုလွတ်လပ်စွာဆွဲခိုင်းပါတယ်။ကျောင်းသားအလုံးပုံဆွဲနေကြပေမဲ့နေကြရဲ့စာရွက်ကတော့ဖြူစင်နေသေးဖြစ်ပါတယ်။ဆရာကဘာကြောင့်မဆွဲသေးတာလဲလို့မေးတဲ့အခါဟိုက်ရဲကသူမရဲ့စိတ်ထဲမှာဘာမှပေါ်မလာဘူးလို့ပြောလိုက်ပါတယ်။ဆရာကစိတ်မလျှော့ဖို့ပြောပြီးပုံမဆွဲမချင်းတန်းထဲမှာပဲဆက်ထိုင်ဖို့ပြောပါတယ်။အချိန်တွေကြာလာပြီးကျောင်းသားအားလုံးပြန်သွားကြပေမဲ့ဟေရဲကတော့စာရွက်ဖြူတရွက်နဲ့ထိုင်နေတော့မှာပဲ။နောက်ဆုံးမှာဆရာကအိမ်ပြန်လို့ရပြီလို့ပြောလိုက်တဲ့အခါဟိုက်ဂျာကစိတ်တူပြီးထွက်သွားဖို့လုပ်ပါတယ်။ဒါပေမဲ့ထွက်ခါနီးမှာသူမရဲ့ခဲတံအိတ်ပြုတ်ကျသွားပြီးအထဲကနှက်ခမ်းနီထွက်ကျလာပါတယ်။ဟိုက်ဂျာကအဲ့ဒီနှက်ခမ်းနီကိုချိုးပြီးစာရွက်ပေါ်မှာစတင်ပုံဆွဲပါတော့တယ်။အဲ့ဒီအချိန်ကစပြီးသူမရဲ့အမှုပညာစွမ်းရည်အစစ်အမှန်ကိုပကြီးဆရာစတင်မြင်တွေ့လိုက်ရပါတော့တယ်။ညအချိန်ရောက်တဲ့အထိဟိုက်ဂျေကပကြီးခန်းထဲကမပြန်သေးပါဘူး။ဆရာကစာသင်ခန်းထဲပြန်ဝင်လာတဲ့အခါဟိုက်ဂျေဟာပုံပြီးသွားပြီလို့ပြောပြီးအိမ်ပြန်သွားပါတယ်။စာရွက်ပေါ်ကပကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဆရာဟာအံ့အားသင့်သွားပါတယ်။ဟိုက်ဂျာဟာရိုးရိုးခဲတံမသုံးပဲနှက်ခမ်းနီနဲ့မီးသွေးကိုအသုံးပြုပြီးထူးခြားတဲ့ပကြီးတစ်ပုံကိုဖန်တီးထားတာဖြစ်ပါတယ်။ဒီလောက်ထူးချွန်တဲ့အရေးချင်းကိုဆရာတော်မျှော်လင့်မထားခဲ့ပါဘူး။တစ်ဖက်မှာတော့ညအချိန်ထိမြင်းမလေးအိမ်မပြန်သေးတာကြောင့်အဖွားကစိုးရိမ်ပြီးစောင့်နေပါတယ်။ဟေဂျာပြန်ရောက်လာတဲ့အခါအဖွားကဘာမှမစူပဲအရင်ဆုံးထမင်းစားဖို့ခေါ်လိုက်ပါတယ်။အဖွားကိုယ်တိုင်ပြင်ဆင်ထားတဲ့အစားအစာကိုဟဂျေရှိမှထည့်ပေးပြီးဂယုတစိုက်ကျွေးမွေးပါတယ်။အစာပိုင်းမှာဟန်ရှေကအနှဲငယ်အဆင်မပြေသလိုဖြစ်နေပေမဲ့နောက်ပိုင်းမှာတော့အဖွားရဲ့မြစ်တာကိုခံစားမိလာပြီးတိတ်တိတ်လေးစားပါတော့တယ်။နောက်တစ်နေ့မှာပကြီးဆရာကဟိုက်ဂျာကိုကျောင်းဥယျာဉ်ထဲခေါ်သွားပါတယ်။အဲ့ဒီမှာရှိတဲ့ရုပ်တုကိုထိုင်ပြီးဆွဲကြည့်ဖို့ပြောလိုက်ပါတယ်။ဟိုက်ဂျေကအယောင်ခဲရံဘူးကိုထုတ်လိုက်ပေမဲ့ဆရာကဒီနေ့တော့ခဲရံနဲ့ပဲဆွဲစေခြင်းကြောင်းပြောပါတယ်။ဟိုက်ဂျေအတွက်တော့အယောင်တွေနဲ့ပုံဖော်ရတာကိုပိုနှစ်သက်ပါတယ်။ခဲရံနဲ့ပုံဆွဲရတာကသူမရဲ့ခံစားချက်ကိုမဖော်ပြနိုင်တယ်လို့ခံစားရတာကြောင့်စိတ်မပါသေးပါဘူး။တစ်ဖက်မှာတော့အဖွားကမြင်းမလေးရဲ့အခြေအနေကိုအမြဲတမ်းထားမိနေပါတယ်။ဟဲ့ကျဲဟာအိမ်ဟောင်းကြီးမှာမနေသားကြသေးသလိုရေချိုးခန်းအဟောင်းတွေပတ်ဝန်းကျင်အဟောင်းတွေကိုလည်းအဆင်မပြေသလိုဖြစ်နေတာကိုအဖွားသတိထားမိပါတယ်။ဒါကြောင့်အဖွားဟာမြင်းမလေးတက်တောင့်တက်တာနေနိုင်ဖို့တိုက်ခန်းအသစ်တစ်ခန်းဝယ်ဖို့စတင်စဉ်းစားပါတော့တယ်။အဲဒီနေ့မှာအာဂျေဟာအိမ်မှာပကြီးဆရာရေးဆွဲထားတဲ့ပကြီးစာအုပ်ကိုတွေ့သွားပါတယ်။စာမျက်နှာတစ်ရွက်ပြီးတစ်ရွက်လှမ်းကြည့်ရင်ဆရာရဲ့လက်ရာတွေကိုပိုပြီးသဘောကျလာပါတယ်။ပကြီးအပေါ်စိတ်ဝင်စားလာတဲ့မြင်းမလေးကိုမြင်လိုက်ရတဲ့အတွက်အဖွားကအယံဝမ်းသာသွားပါတယ်။
နှစ်ပေါင်းများစွာဘသူလာဝဲမယောင်းခဲ့တဲ့အိမ်ကိုဒီတစ်ကြိမ်တော့အဖွားကရောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အိမ်ချမ်းမြေကျိုးဆောင်ကိုကိုယ်တိုင်ဖုံးဆက်ပြီးအယောင်းစာချုပ်မှာချက်ချင်းလက်မှတ်ထိုးလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ရဲ့အကြောင်းရင်းတစ်ခုတည်းကတော့မိမလေးကိုပိုကောင်းတဲ့ဘဝတစ်ခုပေးခြင်းလိုပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းပကြီးဆရာကဟိုက်ဂျက်ရဲ့အရေးချင်းကိုအလားအတမဖြစ်စေချင်ပါဘူး။ဒီနေ့မှာတော့ဆရာကဟိုက်ဂျက်ကိုလူကောင်းတစ်ယောက်ရဲ့ပကြီးဟာအမှောင်ကိုပဲကြည့်မနေပဲအလင်းကိုလည်းမြင်တက်ရမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သင်ပေးလိုက်ပါတယ်။ဒီစကားတွေကတကြီးရဲ့စိတ်ထဲမှာတဖြည်းဖြည်းအမြင့်တွေလာပြီးသူမရဲ့ဘဝကိုပြောင်းလဲပေးမဲ့အစားလည်းဖြစ်လာပါတော့တယ်။ကျောင်းဆင်းပြီးတဲ့နောက်ဟန်ကဟေဂျီကိုရွာအပြင်ဘက်ကတဘာဝလှပတဲ့နေရာတစ်ခုစီခေါ်သွားပါတယ်။သူတို့နှစ်ယောက်မျက်ခင်းပေါ်မှာထိုင်ပြီးအေးအေးဆေးဆေးစကားပြောနေချိန်ဟန်ကတချင်းဖွင့်ပေးကဟန်ဂျီရဲ့စိတ်ကိုပြေလျော့အောင်ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာဟန်ရဲ့ဖုန်းမြည်လာပါတယ်။ဟန်ရဲ့ကဖုန်းကိုကြည့်နေရင်တယောက်စီဖုန်းဆက်ချင်တယ်လို့ပြောလိုက်ပါတယ်။ဟန်ကလည်းမဆိုင်မတော်ဖုန်းပေးလိုက်ပါတယ်။ဟေဂျာဆက်လိုက်တဲ့ဖုန်းကမနီစီဖြစ်ပါတယ်။ဒါပေမဲ့ဖုန်းကင်လိုက်တာကမနာမဟုတ်ပဲလူငယ်နှစ်ယောက်ဖြစ်နေပါတယ်။သူတို့ကဟေဂျက်ကိုငွေအမြန်ပို့ပေးဖို့ချိန်ချောက်ပြီးမပို့ရင်မင်းဟာကိုဒုက္ခပေးမယ်လို့ပြောလိုက်ပါတယ်။ဒီစကားတွေကြောင့်ဟေဂျီဟာနောက်တစ်ကြိမ်စိတ်ဖိစီးမှုတွေပြန်ဝင်လာပါတယ်။သူမဘဝတစ်ကိုစတင်ဖို့စူးစမ်းနေချိန်မှာအတိတ်ကပြဿနာတွေကလက်မလွတ်သေးပါဘူး။ရက်နှင်းငယ်ကြပြီးနောက်ဟေဂျီဟာပကြီးဆရာကိုသူမပကြီးမဆွဲကျင်တော့ဘူးလို့ပြောလိုက်ပါတယ်။ဆရာကအန်ဆွဲတစ်ခုကိုဖွင့်ပြီးအဖွားယူလာပေးခဲ့တဲ့ပစ္စည်းတွေနဲ့ကုန်ကျစရိတ်မှတ်တမ်းတွေကိုပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာဟိုက်ဂျယ်ကအဖွားဟာသူမအတွက်ဘလောက်အထိစူးစမ်းပေးနေတယ်လဲဆိုတာစပြီးနားလည်လာပါတယ်။အသက်ကြီးနေပြီဖြစ်ပေမဲ့နေတိုင်းပင်လယ်ထဲဆင်းပြီးအလုပ်လုပ်နေတယ်လို့သူမရဲ့အိမ်မက်အတွက်လည်းတက်နိုင်သမျှပံ့ပိုးပေးနေခဲ့တာဖြစ်ပါတယ်။ဆရာကဟန်ဂျီရဲ့ဘဝမလွယ်ကူခဲ့တာကိုနားလည်ပေမဲ့အဖွားရဲ့မြစ်တာကိုတော့တန်ဖိုးထားဖို့ပြောလိုက်ပါတယ်။ဒီစကားတွေကဟန်ဂျီရဲ့စိတ်ကိုအယမ်းထိခိုက်သွားစေပါတယ်။တိတ်မကြခင်မှာရွာထဲမှာပင်လယ်နက်ကိုပူဇော်တဲ့ပွဲတော်ကျင်းပပါတယ်။ရွာသားအားလုံးပွဲအတွက်အလုပ်ရှုပ်နေကြပြီးအဖွားလည်းအခမ်းအနားမှာပါဝင်နေပါတယ်။ဒီအချိန်ကိုအခွင့်ကောင်းယူပြီးဟေဂျေဟာအဖွားရဲ့အခန်းထဲဝင်သွားပါတယ်။သူမရဲ့ရည်ရွယ်ချက်ကဘီရိုထဲမှာတင်ထားတဲ့ငွေကိုယူဖို့ဖြစ်ပါတယ်။တစ်ဖက်မှာတော့အဖွားကပင်လယ်နက်စီဆူတောင်းနေပါတယ်။မိမလေးကျမ်းမာပျော်ရွှင်ဖို့နဲ့အနာဂတ်မှာထူးချွန်တဲ့ပကြီးဆရာမဖြစ်လာဖို့ကိုသာဆူတောင်းနေခဲ့ပါတယ်။ဟေဂျေကဘန်စာအုပ်ကိုယူပြီးဘန်ထိရောက်သွားပေမဲ့ငွေထုတ်ခါနီးမှာတော့စိတ်ပြောင်းသွားပါတယ်။အဖွားရဲ့မျက်နှာကိုပြန်မြင်အောင်လာတာကြောင့်သူမလက်မလျှော့နိုင်တော့ပါဘူး။နောက်ဆုံးမှာဘာမှမထုတ်ပဲအိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ရောက်ချိန်မှာအဖွားကငွေမတွေ့တော့တာကြောင့်စိတ်ပူသွားပြီးရဲကိုတောင်အကြောင်းကြားဖို့စဉ်းစားပါတယ်။ဒါပေမဲ့အိမ်ကြီးချင်းကအဖွားဟာအဲ့ဒီငွေကိုအရင်လကချေးထားတာကိုမေ့သွားတာဖြစ်နိုင်တယ်လို့သတိပေးလိုက်ပါတယ်။အဲ့ဒီအခါမှာအဖွားလည်းသတိရသွားပြီးစိတ်အေးသွားပါတော့တယ်။ညဘက်မှာတော့ဟိုက်ဂျေဟာဘန်စာအုပ်ကိုမြည်သူမှမသိအောင်ဘီရိုထဲပြန်ထည့်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီမြင်ကွင်းကိုစခါကမြင်သွားပြီးခကြရပေါ်တန်တရားဆောက်ဝင်လာပါတော့တယ်။တိတ်မကြခင်မှာအဖွားကဟေဂျာစစ်လိတ်တောက်နေတာကိုမတော်တဆတွေ့သွားပါတယ်။ဟေဂျာကအလန့်တကြားဖွက်ဖို့စူးစမ်းပေမဲ့အဖွားကစိတ်မဆိုးသလိုမဆူလဲမဆူပါဘူး။သူမဘေးမှာဝင်ထိုင်ပြီးစစ်လိတ်တလိတ်ကိုတောင်းယူကမီးညှိလိုက်ပါတယ်။အဲ့ဒီနောက်အဖွားကငငယ်တုန်းကမေးခဲ့တဲ့မေးခွန်းကိုထပ်မေးလိုက်ပါတယ်။ကောင်းကင်နဲ့ပင်လယ်ဘယ်ဟာကပိုကြီးလဲ။ဒီတစ်ခါတော့ဟေဂျာကကောင်းကင်ကပိုကြီးတယ်လို့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒီအဖြေကိုကြားလိုက်ရတဲ့အခါအဖွားကတိတ်တိတ်လေးပြုံးလိုက်ပါတယ်။သူမရဲ့မြေးမလေးဟာအခုဆိုရင်ကလေးမလေးမဟုတ်တော့ပဲဘဝအတွေ့အကြုံတွေများစွာဖြတ်တန်းခဲ့တဲ့လူတစ်ယောက်ဖြစ်သွားပြီဆိုတာအဖွားနားလည်သွားပါတယ်။အဖွားကဘဝမှာဘလောက်ပဲခက်ခဲပါစေကိုဘေးမှာနားလည်ပေးမဲ့လူတစ်ယောက်ရှိရင်အရာအလုံးကိုကြော်ဖြတ်နိုင်တယ်လို့ပြောပါတယ်။ကျန်တာတွေကိုသူမတာဝန်ယူမဲ့ဟစ်ဂျယ်ကတော့ကိုဖြစ်ချင်တဲ့ဘဝကိုရဲရဲဝံ့ဝံ့ရှောက်လန်းဖို့ပဲလိုတယ်လို့အားပေးလိုက်ပါတယ်။ဒီစကားတွေကဟာဂျီရဲ့စိတ်ထဲကိုနက်နက်ရှိုင်းရှိုင်းရောက်သွားပါတယ်။နောက်တစ်နေ့မှာအဖွားဟာနေပူကြီးအောက်မှာအလုပ်လုပ်နေပါတယ်။ဟိုက်ဂျယ်ကနေအောင်ကလိမ့်ဆေးကိုယူလာပြီးအဖွားရဲ့မျက်နှာပေါ်ကိုဂယုတစိုက်လိမ့်ပေးလိုက်ပါတယ်။အဖွားကဘာမှမပြောပေမဲ့မြင်းမလေးရဲ့ဂယုစိုက်မှုကိုခံစားရတဲ့အတွက်အယမ်းပျော်နေပါတယ်။အဲ့ဒီအချိန်ကစပြီးဟစ်ဂျယ်ဟာအရင်လိုစိတ်ပြတ်အားငယ်နေတဲ့လူတစ်ယောက်မဟုတ်တော့ပါဘူး။သူမပကြီးကိုပို့ပြီးအလေးနဲ့ထားလာသလိုဆရာတင်ပေးသမျှကိုလည်းစိတ်ပါဝင်စားစွာတင်ယူလာပါတယ်။ဒီနေ့မှာတော့ဟာဂျယ်ကအဖွားကိုသူမလည်းပင်လေထဲရေငုပ်ကြည့်ချင်တယ်လို့ပြောလိုက်ပါတယ်။အဖွားကမြေမလေးကိုဒီလိုခက်ခဲတဲ့အလုံးမလုံးစေချင်တာကြောင့်အစာပိုင်းမှာညှင်းလိုက်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အတွေ့အကြုံရအောင်ဆိုပြီးရေငုပ်ပစ္စည်းတွေအပြည့်အစုံပြင်ဆင်ပေးကပင်လေထဲခေါ်သွားပါတယ်။အဖွားကဟန်ဂျယ်ရဲ့လက်ကိုတေချာကင်ထားပြီးပင်လေအောက်ကလှပတဲ့ကဘာကိုပြသပေးပါတယ်။ကြည်လင်နေတဲ့ရေအောက်မှာငါးအုပ်တွေကြောက်ဆောင်တွေရေမော်တွေကိုမြင်လိုက်ရတဲ့အခါဟိုက်ဂျီဟာအဖွားဘာကြောင့်ဒီပင်လေကိုဒီလောက်ချစ်တာလဲဆိုတာစတင်နားလည်လာပါတယ်။ရက်အနေငယ်အကြာမှာဟိုက်ဂျီကသူမဆွဲထားတဲ့ပကြီးကားအသစ်ကိုဆရာစီယူလာပါတယ်။ဒီတစ်ခါတော့ပကြီးကားထဲမှာပါလာတာကအဖွားရဲ့ပုံတူဖြစ်ပါတယ်။ဆရာကပကြီးကားကိုကြည့်လိုက်ုံနဲ့အယမ်းအံ့ဩသွားပါတယ်။ပ
ကြီးထဲမှာအဖွားပေါ်ထားတဲ့မေတ္တာလေးစားမှုနဲ့ခံစားချက်တွေကိုအပြည့်အဝမြင်နေရတာကြောင့်ဒီလက်ရာဟာတာမန်အစ်မဟုတ်ဘူးဆိုတာချက်ချင်းသိလိုက်ပါတယ်။ဒါကြောင့်ဆရာကဟေးကြီးကိုမပြောဘဲအဲ့ဒီပကြီးကားကိုစိုးမြို့မှာကျင်းပမဲ့ပကြီးပြိုင်ပွဲစီပေးပို့လိုက်ပါတော့တယ်။တနေ့ကျောင်းစင်းချိန်မှာဟိုက်ဂျာနဲ့ဟန်တို့အိမ်ပြန်လာနေကြပါတယ်။အဲ့ဒီအချိန်မှာလူလက်ပိုင်းမျိုးသားတယောက်ကဟိုက်ဂျဲကိုနာမည်ခေါ်လိုက်ပါတယ်။အဲ့ဒီလူကိုမြင်လိုက်တာနဲ့ဟိုက်ဂျာရဲ့မျက်နှာအယောင်ချက်ချင်းပြောင်းသွားပါတယ်။သူမကဟန်ကိုအရင်ပြန်ခိုင်းလိုက်ပြီးအဲ့ဒီအမျိုးသားနဲ့နှစ်ယောက်တည်းစကားပြောပါတော့တယ်။တကယ်တော့အဲ့ဒီလူဟာဟိုက်ဂျာရဲ့ပထွေးဖြစ်ပါတယ်။မိခင်တည်ဆုံးပြီးနောက်သူမကိုမိဘမဲ့ကြီးဟာမှစွန့်ပစ်ခဲ့တဲ့သူလည်းသူပဲဖြစ်ပါတယ်။ဒီတစ်ခေါက်ပြန်လာတာကသမီးကိုတတိယလို့မဟုတ်ပဲငွေတောင်းဖို့သာဖြစ်ပါတယ်။ဟဲ့ကြီးကညင်လိုက်တဲ့အခါပထွေးကအဖွားစီသွားတွေ့ပြီးအမှန်တရားတွေဖွင့်ပြောမယ်လို့ချိန်ချောက်လိုက်ပါတယ်။အဖွားကိုဒီကိစ္စတွေထဲဆွဲမသွင်းခြင်းတဲ့ဟဲ့ကြီးကသူ့လိုချင်တဲ့ငွေကိုရအောင်စီစဉ်ပေးမယ်လို့ပြောပြီးပြန်လွှတ်လိုက်ပါတယ်။အဲဒီညမှာဟိုင်ဂျေကအဖွားရဲ့ပုံတူပကြီးကားကိုပြသလိုက်ပါတယ်။အဖွားကပကြီးကားကိုကြည့်ရင်ဝမ်းသာလွန်းလို့မျက်ရည်တောင်ဝဲလာပါတယ်။ညနေပိုင်းမှာတော့ဟိုင်ဂျေဟာငငယ်ကမပြီးဆုံးခဲ့တဲ့အဖွားရဲ့ပုံတူပကြီးကိုထုတ်ယူလိုက်ပါတယ်။အရင်တုန်းကအယောင်မချေရသေးတဲ့နေရာတွေကိုဒီတစ်ခါတော့တေးသေးချာချာအပြီးသက်လိုက်ပါတယ်။နောက်တစ်နေ့မှာတဲဂျေဟာပကြီးဆရာနဲ့အတူစိုးမြို့မှာကျင်းပတဲ့ပကြီးပြိုင်ပွဲကိုတွားရောက်ပါတယ်။ဒါပေမဲ့ပြိုင်ပွဲမစခင်ရေကပထွေးနဲ့တိတ်တဆိတ်သွားတွေ့လိုက်ပါတယ်။သူလိုချင်တဲ့ငွေကိုပေးပြီးဒီဘဝတွေကအပြီးပိုင်ထွက်သွားဖို့ပြောလိုက်ပါတယ်။အဲ့ဒီငွေကတော့အဖွားစီကယူထားခဲ့တဲ့ငွေတွေဖြစ်ပါတယ်။ကိစ္စပြီးသွားတဲ့အခါဟိုင်ဂျေဟာပြိုင်ပွဲစီပြန်လာပါတယ်။ဒါပေမဲ့ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ပကြီးဆရာကဟိုင်ဂျာကိုဘယ်နေရာမှမတွေ့တော့ပါဘူး။သူမထားခဲ့တဲ့စာတစ်စောင်ကိုသာတွေ့လိုက်ရပါတယ်။စာထဲမှာတော့သူမဟာအမှောင်ထဲမှာပဲအသက်ရှင်ဖို့ထိုက်တန်တဲ့သူလို့ထင်နေသေးဖြစ်ပြီးအဖွားကိုဆက်ပြီးဂရုစိုက်ပေးဖို့ဆရာကိုအနှံထားပါတယ်။အချိန်ထဲမှာပဲဂျီဂျီကျွန်းမှာစော့ခေါဟာဒီနာစစ်ဆေးချက်အဖြေကိုယူလာပါတယ်။စစ်ဆေးချက်အရအခုအိမ်မှာနေထိုင်နေတဲ့ဟေဂျေဟာအဖွားရဲ့သွေးသားတော်ဆက်တဲ့မြေးစစ်မဟုတ်ဘူးဆိုတာထင်ရှားသွားပါတယ်။စော့ခေါကအမှန်တရားကိုပြောပေမဲ့အဖွားကလုံးဝလက်မခံနိုင်ပါဘူး။သူမအတွက်ထနက်ထက်အတူဖြတ်တန်းခဲ့တဲ့အချိန်တွေနဲ့တန်ရောစင်ကပိုရေးကြီးနေပြီဖြစ်ပါတယ်။ဒီအချိန်မှာဟန်ကလည်းဟာဂျာရဲ့လုပ်ရက်တွေကိုပြန်စဉ်းစားရင်တခုခုမမှန်ဘူးလို့ခံစားလာပါတယ်။ဒါကြောင့်ဟာဂျာအရင်ကသူ့ဖုန်းနဲ့ဆက်ခဲ့တဲ့နံပါတ်ကိုပြန်ခေါ်လိုက်ပါတယ်။ဖုန်းကိုမင်းနဲ့ကင်လိုက်တာကြောင့်ဟန်ဟာအေဂျီရဲ့အတိတ်အကြောင်းအားလုံးကိုသိသွားပါတော့တယ်။အဲ့ဒီတစ်ဖက်မှာဟာဂျီကမင်းနိုင်နဲ့ပြန်တွေ့နေပါတယ်။ဒါပေမဲ့လူငယ်နှစ်ယောက်လည်းရောက်လာပြီးငွေထက်တောင်းကြပါတယ်။ဟိုင်းဂျာစီမှာပေးစရာငွေမရှိတော့တာကြောင့်သူတို့နှစ်ယောက်ကဝိုင်းပြီးရိုက်နှက်ပါတော့တယ်။အနည်းရရှိဆုံးအချိန်မှာပဲဟန်ဟာရဲတွေနဲ့အတူရောက်လာပြီးဟာဂျာကိုကယ်တင်လိုက်ပါတယ်။နောက်ဆုံးမှာတော့ဟာဂျာကိုရဲတွေကဖမ်းခေါ်သွားပြီးနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တဲ့အမှန်တရားဟာတဖြည်းဖြည်းပေါ်လာဖို့အချိန်ကြာရောက်လာပါတော့တယ်။ဟိုက်ဂျာကိုရဲစခန်းခေါ်သွားပြီးနောက်အဖွားလည်းချက်ချင်းလိုက်ရောက်လာပါတယ်။သူမရဲ့မျက်လုံးထဲမှာမျက်ရည်တွေအပြည့်နဲ့ဒီကလေးကငါမြေးမဟုတ်ဘူးလို့လူတိုင်းပြောနေကြပေမဲ့ငါတော့မယုံနိုင်ဘူးလို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲနှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့အမှန်တရားကိုရဲတွေကတခုချင်းဖော်ထုတ်ပါတော့တယ်။လွန်ခဲ့တဲ့12နှစ်တုန်းကဟေဂျီကိုခေါ်သွားခဲ့တဲ့မိခင်ဟာဒုတိယအိမ်ထောင်နဲ့ရန်ဆိုတဲ့သမီးတစ်ယောက်ထပ်ရထားခဲ့ပါတယ်။ဟေဂျီကတော့အဖွားစီပြန်ကျင်လွန်းလို့နေတိုင်းငိုယိုနေခဲ့ပါတယ်။ဒီနေ့မှာတော့မိခင်နဲ့ပထွေးတို့ကားပေါ်မှာစကားများနေကြပါတယ်။ပထွေးကဟေဂျီကိုဘာကြောင့်ပြန်ခေါ်လာတာလဲဆိုပြီးဒေါသထွက်နေခဲ့ပါတယ်။စကားများနေရင်ကားဟာရုတ်တရက်မတော်တဆဖြစ်သွားပါတယ်။အဲ့ဒီမတော်တဆမှုမှာဟဂျီနဲ့သူမရဲ့မိခင်တို့တေဆုံးသွားခဲ့ပါတယ်။အသက်ရှင်ကျန်ခဲ့တာကပထွေးနဲ့ရန်နှစ်ယောက်ပဲဖြစ်ပါတယ်။အဲဒီနောက်ဆေးရုံမှာအာမခံကုမ္ပဏီကရန်အတွက်အသက်အာမခံငွေရှိကြောင်းလာအကြောင်းကြားပါတယ်။ငွေကိုလိုချင်နေတဲ့ပထွေးကအလွန်ရက်ဆက်တဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူကတေဆုံးသွားတဲ့ကြိုက်ရဲ့အလောင်းကိုရန်လို့လိန်လေတီပြုတ်လိုက်ပါတယ်။ဒါကြောင့်အာမခံငွေကိုထုတ်ယူနိုင်ခဲ့ပြီးအသက်ရှင်နေတဲ့ရန်ကတော့တရားဝင်တေဆုံးသူဖြစ်သွားပါတယ်။အဲဒီအချိန်ကစပြီးရန်ဟာသူမရဲ့နာမည်စစ်ကိုဆုံးရှုံးခဲ့ရပါတယ်။သူမကိုဟာဂျစ်ဆိုတဲ့နာမည်နဲ့ပဲအသက်ရှင်ခိုင်းခဲ့ပြီးဖြစ်ပျက်ခဲ့သမျှကိုဘသူ့ကိုမှမပြောရဘူးလို့ပထွေးကအမြဲချင်းချောက်ထားခဲ့ပါတယ်။အမှန်တရားကိုသိလိုက်ရတဲ့အခါအဖွားဟာအယံဝမ်းနေသွားပါတယ်။နှစ်ပေါင်းများစွာစောင့်မျှော်ခဲ့တဲ့မြေမလေးဟာအဲ့ဒီမတော်တဆမှုတွေကလေးကဒီလောကမှာမရှိတော့ဘူးဆိုတာကိုလက်ခံရခတ်နေပါတယ်။တစ်ဖက်မှာတော့ရန်ဟာသူမကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်ထောင်ဒဏ်တစ်နှစ်ကြာခံရပါတယ်။ထောင်ထဲမှာနေစဉ်အတွင်းရန်ဟာသူမရဲ့ဘဝကိုနေတိုင်းပြန်စဉ်းစားနေပါတယ်။ဟဲ့ကြအစ်စ်သားအသက်ရှင်ခဲ့ရင်အဖွားစီကဘလောက်မြတ်တာတွေရရှိခဲ့မလဲဆိုတာတွေးမိတိုင်းပိုပြီးဝမ်းနည်းလာပါတယ်။ငငယ်တုန်းကဖိချက်ပေးခဲ့တဲ့ရောင်စုံခဲတံလေးကိုလည်းပြန်သတိရနေပါတယ်။အဲ့ဒီအချိန်မှာပဲအဖွားကလည်းအထီးကျန်မှုတွေနဲ့နေ့ရက်တွေကိုဖျက်ဆီးနေရပါတယ်။အိမ်ထဲမှာတယောက်တည်းထိုင်ရင်းဟိကြငငယ်ကခေါ်နေတဲ့အတန်တွေကိုတောင်ကြားယောင်နေပါတော့တယ်။အဲ့ဒီအချိန်မှာပကြီးဆရာကအဖွားစီလာတွေ့ပါတယ်။သူ့လက်ထဲမှာတော့ဟိဂျေရဲ့ပကြီးပြိုင်ပွဲဝင်လက်ရာကိုယူလာခဲ့ပါတယ်
အဖွားကအစာပိုင်းမှာမကြည့်ချင်ဘူးလို့ညင်းပေမဲ့ပကြီးဆရာကဒီကားဟာအဖွားအတွက်ရေးဆွဲထားတာဖြစ်လို့ကြည့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။နောက်ဆုံးမှာအဖွားကပကြီးကားကိုဖွင့်ကြည့်လိုက်တဲ့အခါမျက်ရည်တွေချက်ချင်းကျလာပါတယ်။ပကြီးကားရဲ့နာမည်က Confession ဖြစ်ပါတယ်။ကားထဲမှာတော့ပင်လယ်အောက်မှာအဖွားကကလေးမလေး2ယောက်ရဲ့လက်ကိုကင်ထားတာကိုရေးဆွဲထားပါတယ်။တစ်ယောက်ကဟဂျီအစ်စ်ဖြစ်ပြီးနောက်တစ်ယောက်ကယင်ဖြစ်ပါတယ်။2ယောက်စလုံးကိုအလင်းရောင်စီခေါ်ဆောင်နေတဲ့ပုံရိပ်ကအဖွားရဲ့မြစ်တာကိုဖော်ပြထားတာဖြစ်ပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါအဖွားဟာထိမရအောင်ငိုကြွေးပါတော့တယ်။တစ်နှစ်ကြာပြီးနောက်ယင်ဟာထောင်ကလွတ်လာပါတယ်။အလုပ်တစ်ခုမှဝင်လို့ရင်ဘဝကိုအစ်စ်ကနေပြန်ဆောက်ဖို့ကြိုးစားနေပါတယ်။တနေ့မှာတော့စခုရောက်လာပြီးအဖွားကကျမ်းမာရေးဆိုးလာလို့ဘိုးဘွားရိတ်တာကိုပို့ထားပေမဲ့တနေ့မှာပျောက်သွားကြောင်းပြောပြပါတယ်။ဒီသတင်းကိုကြားတာနဲ့ယန်ဟာဘိုးဘွားရိတ်တာကိုအမြန်သွားလိုက်ပါတယ်။အဖွားရဲ့အခန်းထဲမှာအာဂျီငငယ်ကဆွဲခဲ့တဲ့ပကြီးတွေကိုနယံအပြည့်ကတ်ထားတာတွေ့လိုက်ရပါတယ်။ဒါအပြင်ပျောက်ဆုံးကလေးကျင်ညာစာရွက်ဟောင်းကိုလည်းမြင်လိုက်ရတဲ့အခါအဖွားဘယ်ကိုသွားနိုင်လဲဆိုတာချက်ချင်းသဘောပေါက်သွားပါတယ်။ယန်ဟာဟိဂျပျောက်ဆုံးခဲ့တဲ့ဈေးကိုအပြေးသွားရှာပါတယ်။အချိန်တော်ကြာရှာဖွေပြီးနောက်အဖွားကိုတယောက်တည်းလမ်းလျှောက်နေတာတွေ့လိုက်ရပါတယ်။အဖွားကမှတ်ဉဏ်တွေတဖြည်းဖြည်းပျောက်ဆုံးနေပြီဖြစ်ပါတယ်။ဒါပေမဲ့ယင်ကိုမြင်လိုက်တာနဲ့သူမရဲ့ခေါင်းကိုညင်ညင်သာသာပုတ်တက်ပြီးဟိဂျလို့ပဲယုံကြည်နေခဲ့ပါတယ်။တစ်ဖက်မှာစကားကလည်းအိမ်ချမ်းမြေအကျိုးဆောင်စီသွားပြီးအဖွားရောက်ခဲ့တဲ့အိမ်ကိုပြန်ငှားခွင့်ပေးဖို့တောင်းပန်ပါတယ်။အစပိုင်းမှာအကျိုးဆောင်ကညင်းပေမဲ့စစ်ခုရဲ့စေတနာကိုမြင်ပြီးနောက်ဆုံးမှာသဘောတူလိုက်ပါတယ်။ရွာသားတွေအားလုံးစုပေါင်းပြီးအိမ်ဟောင်းကိုပြန်လည်ပြင်ဆင်ကြပါတယ်။အချိန်ကကြကြပြန်လာမယ့်နေ့ကိုစောင့်ခဲ့တဲ့အိမ်ဟာအခုတော့အဖွားအတွက်နှွေးထွေးတဲ့နေရာတစ်ခုအဖြစ်ပြန်အသက်ဝင်လာပါတော့တယ်။ရန်ကလည်းအဖွားကိုတေချာဂယုစိုက်ပြီးအတူတူနေထိုင်လာပါတယ်။တနေ့မှာတော့အဖွားကပင်လယ်ကိုကြည့်ရင်တိတ်တိတ်လေးပြောလိုက်ပါတယ်။ကောင်းကင်ကပင်လယ်ပေါ်မှာနားခိုနေတဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါယန်ဟာငငယ်ကမေးခွန်းရဲ့အဖြေကိုနောက်ဆုံးနားလည်သွားပါတယ်။ပင်လယ်ကသာကောင်းကင်ကိုထင်ဟပ်နိုင်ပေမဲ့ကောင်းကင်ကတော့ပင်လယ်ကိုမထည့်သိမ်းနိုင်ပါဘူး။ဒါကြောင့်ပင်လယ်ကပိုကြီးတယ်ဆိုတဲ့အဖွားရဲ့စကားဟာအတိတ်ပဲနည်းနည်းလွန်းတာကိုယန်သဘောပေါက်သွားပါတယ်။တညမှာတော့ယန်ဟာတိတ်ခွေဟောင်းတစ်ခုကိုတွေ့ပြီးဖွင့်နားထောင်လိုက်ပါတယ်။အဲ့ဒီထဲမှာအဖွားရဲ့အတန်ကိုကြားလိုက်ရပါတယ်။အဖွားကယန်ဟာဟိဂျင်အစ်စ်မဟုတ်ဘူးဆိုတာအစကတည်းကသိထားပြီးသားလို့ပြောပါတယ်။ကောင်းကင်ကပိုကြီးတယ်လို့ဖြေခဲ့တဲ့နေ့ကလေးကအားလုံးကိုနားလည်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဖွားကယင်ကိုကိုမြေးတယောက်လိုချစ်သွားခဲ့တာကြောင့်အမှန်တရားကိုမဖော်ထုတ်ချင်ခဲ့ပါဘူး။အဖွားကယင်ကိုပကြီးဆရာမကောင်းတယောက်ဖြစ်အောင်စူးစမ်းဖို့နဲ့လှပတဲ့ဘဝကိုဆက်လက်ရှင်သန်ဖို့မှာကြားထားပါတယ်။ဒီစကားတွေကိုကြားလိုက်ရတဲ့ယန်ဟာမျက်ရည်မထိန်နိုင်ပဲအဖွားကိုတောင်းပန်ရင်းငိုကြွေးပါတော့တယ်။အချိန်နှဲငယ်ကြာပြီးနောက်အဖွားဟာဆေးရုံတက်ရပါတော့တယ်။ရန်ကအဖွားကြိုက်တဲ့ခနော်ပန်းတွေကိုပကြီးအဖြစ်ရေးဆွဲပြီးဆေးရုံနေရန်တွေမှာချိတ်ဆွဲပေးလိုက်ပါတယ်။အဖွားကပြုံးပြုံးလေးကြည့်ရင်ဒီပန်းတွေဟာသူမမြင်ဘူးသမျှထဲမှာအလှဆုံးပဲလို့ပြောလိုက်ပါတယ်။နောက်ဆုံးချိန်ရောက်လာတဲ့အခါအဖွားကရန်ရဲ့လက်ကိုတင်းတင်းဆုပ်ကင်ပြီးပထမဆုံးအကြိမ်ရန်လို့နာမည်ခေါ်လိုက်ပါတယ်။ပြီးတော့ငါအချိန်ရောက်ပြီးခေကငါ့ကိုစောင့်နေပြီလို့တိုးတိုးလေးပြောပါတယ်။ရန်ကမျက်ရည်တွေနဲ့ကျမကရောဘလို့ဆက်ရှင်ရမလဲလို့မေးလိုက်တဲ့အခါအဖွားကလှပတဲ့ဘဝကိုဆက်လက်ရှင်သန်ပါလို့နောက်ဆုံးမှကြားခဲ့ပါတယ်။အဲ့ဒီစကားကိုပြောပြီးနောက်အဖွားဟာငင်းငင်းချင်းချင်းမျက်စိမိတ်သွားပါတော့တယ်။နောက်ဆုံးမြင်ကွင်းမှာတော့အဖွားနဲ့ဟေဂျေအစ်စ်တို့ဟာခနောလာပန်းကင်းကြီးထဲမှာလက်တွဲပြီးပျော်ရွှင်စွာပြေးလွှားနေကြတာကိုမြင်ရပါတယ်။တစ်ဖက်မှာတော့ရန်ဟာအောင်မြင်တဲ့ပကြီးဆရာမတစ်ယောက်ဖြစ်လာပြီးကိုယ်ပိုင်ပြခန်းတောင်ဖွင့်နိုင်ခဲ့ပါတယ်။သူမရဲ့အောင်မြင်မှုတိုင်းမှာအဖွားရဲ့မေတ္တာနဲ့အားပေးမှုတွေအမြဲရှိနေခဲ့ပါတယ်။ဒီလိုနဲ့ဝမ်းနည်းမှုခွင့်လွှတ်မှုနဲ့မိသားစုမေတ္တာရဲ့အဓိပ္ပာယ်ကိုလှလှပပဖော်ပြထားတဲ့ခနောလာစကားကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါတော့တယ်။